ဒီနေ့မှာတော့ကျွန်တော်တို့ကဘာပေါ်မှာအကြီးဆုံးနဲ့တက်တန်းရှည်ကြဆုံးအစာအုပ်တစ်ခုဖြစ်တဲ့ပီရမစ်တွေဘယ်လိုတည်ဆောက်ခဲ့သလဲဆိုတာကိုအသေးစိတ်လေ့လာကြရအောင်ပါမင်္ဂလာပါကျွန်တော်တို့ construction တက် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမစခင်ကျွန်တော်တခုတော့ကြိုပြီးဝန်ခံထားခြင်းပါလေဒီဗီဒီယိုထဲမှာတော့တဘာဝလုံးဖြစ်စံကျဲအကြောင်းအရာတွေဂျိုသားတွေအကြောင်းတွေပါမှာမဟုတ်ပါဘူးဒီပီရမစ်ကြီးတွေအခုထက်ထိတည်ရှိနေတာကပဲတကယ်အံပွဲဖြစ်တဲ့ခုဖြစ်နေတော့ပါကျွန်တော်တို့ဒီနေ့မှာတော့တဲကန္နာရတွေကတဲမှုတွေကြားမှာပျောက်ကွယ်နေခဲ့တဲ့ရှေးဟောင်းအင်ဂျင်နီယာအတတ်ပညာတွေနဲ့အမှန်တကယ်လက်တွေ့ကျတဲ့ဒီဆောက်ရေးနည်းစနစ်တွေကိုပဲအသေးစိတ်လေ့လာတော့ကြမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့အကြီးဆုံးဂီဇာပီရမစ်ကြီးရဲ့အမြင့်ဟာ482ပေတောင်ရှိပါတယ်ဒါဟာခေတ်သစ်အင်ဂျင်နီယာလောကမှာအထက်40ကျော်ရှိတဲ့ကွန်ဒိုတာကြီးတစ်လုံးနဲ့အတူတူပါပဲပိုပြီးအဖို့ကောင်းတာက14ရာစုမှာအင်္ဂလန်ကချက်ဖျားကောင်းပေါ်မလာခင်အထိဒီပီရမစ်ကြီးဟာနှစ်ပေါင်း3800ကျော်တိုင်အောင်ကမ္ဘာအမြင့်ဆုံးအဆောက်အဦအဖြစ်စံချိန်တင်ထားနိုင်ခဲ့တာပါအကျယ်ဝန်းကိုကြည့်ရင်လေဒီပီရမစ်ကြီးရဲ့အောက်ခြေဧရိယာဟာ73ဧကကျော်ကျယ်ပါတယ်မြင်အောင်ပြောရရင်ပီရမစ်ကြီးရဲ့အောက်ခြေကျယ်ဟာဘောလုံးဝင်ကိုကွင်းစာလောက်နဲ့ညီမျှနေတာပါဒါပေမဲ့ဒီပီရမစ်ကြီးကိုတကယ်တမ်းအသက်ဝင်စေတာကအပြင်ပန်းကအလှပမဟုတ်ပါဘူးသူ့ကိုတိဆောက်ထားတဲ့ကြောက်တုံး1.3တန်းကျော်ပါပဲကြောက်တုံးလုံးကြီးရဲ့အလေးချိန်ဟာပြန်မြ1.5တန်းကနေတန်80ထိရှိပါတယ်ဒီအလေးချိန်ဟာအရွယ်ရောက်ပြီးသားဆင်အကောက်20ရဲ့အလေးချိန်ထက်ကိုပိုပြီးတော့များနေတာပါဒီလောက်ကြီးမားတဲ့အရာတစ်ခုကိုလွန်ခဲ့တဲ့နှစ်ပေါင်း4500ကလူတွေဟာဘယ်လိုမျိုးတိတိကျကျစီပြီးတော့တိဆောက်ခဲ့တာလဲအခုခေတ်ဂရိန်းတွေကွန်ပျူတာတွေမရှိပါဘဲနဲ့ဒါဟာတကယ်ပဲဖြစ်နိုင်ပါမလားအစာအုပ်ရဲ့အရွယ်အစားကိုသိပြီးပြီဆိုတော့နောက်ထပ်မေးရရှိတာကဒီလောက်လေးတဲ့ကြောက်တုံးတွေကိုဘယ်ကနေဘယ်လိုတည်ခဲ့ရလဲဆိုတဲ့မေးခွန်းမှာပီရမစ်ကြီးကိုတိဆောက်တဲ့နေရာမှာသုံးထားတဲ့ထုံးကြောက်အများစုကိုတော့အနီးနားကကြောက်ကြီးတွေကနေရနိုင်ပေမဲ့အတွင်းပိုင်းကင်းချမ်မှာသုံးထားတဲ့အေယာမဂရနိုက်ကြောက်တုံးကြီးတွေကိုတော့မိုင်900ကျော်ဝေးတဲ့ S1 ဒေတာကနေတည်ခဲ့ရတာပါဒီကြောက်တုံးကြီးတွေဟာတရုံးကိုတန်80အထိလေးပါတယ်ခေတ်သစ်အင်ဂျင်နီယာတို့ချက်မှုအရာဆိုရင်ဒီကြောက်တုံးကြီးတွေကိုတည်ဖို့အတွက်အခုခေတ်မှာသုံးတဲ့အကြီးဆုံး truck ကားကြီးတွေတောင်မှအနိုင်ပါဒါဆိုသူတို့ဘယ်လိုတည်ခဲ့တာလဲပညာရှင်တွေရှာဖွေတွေ့ရှိထားတာကတော့သူတို့ဟာနိုင်မြင့်ရေလွှမ်းမှုချိန်ကိုစောင့်ပြီးရေချောင်းကနေဖောင်ကြီးတွေနဲ့တည်ခဲ့တာပါဒါလည်းမကသေးပါဘူးမြေကမ်းကနေဆက်လုပ်ရေးစိုက်ထဲကိုတည်တဲ့အခါမှာလဲဘိန်းတွေကမပေါ်သေးတဲ့အတွက်တစ်သားရှောတွေပေါ်မှာတင်ပြီးလူရင်းအားနဲ့ဆွဲပြကြရတာပါဒါပေမဲ့တဲကန္နာထဲမှာအဲ့ဒီလိုဆွဲဖို့ဆိုရင်ပုတ်တိုက်အားကြောင့်လုံးဝမဖြစ်နိုင်ပါဘူးဒီနေရာမှာရှေးဟောင်းအကြီးလူမျိုးတွေရဲ့ပါနတဲ့ engineering trick တစ်ခုရှိနေပါတယ်အဲ့ဒါကတော့ရှော်လေးရဲ့ရှေ့မှာတဲကိုရေဖြန့်ပေးတာပါပဲတဲကိုရေအတန်နဲ့ဖြန့်ပေးလိုက်ခြင်းအဖြစ်ပုတ်တိုက်အားကိုထဝက်လောက်လျှော့ချပြီးတော့ကြောက်တုံးကြီးတွေကိုချောချောမွေ့မွေ့ဆွဲယူနိုင်ခဲ့တာပါဒါဟာအခုခေတ်စိုက် engineer တွေအတွက်လည်းသင်ခန်းစာပါပဲစကရိယာအင်အားထက်တဘာဝအင်အားကိုအသုံးချတတ်တဲ့ဉာဏ်ပညာကပိုးပြီးတော့အဆွမ်းထက်တယ်ဆိုတာဒီကြောက်တုံးကြီးတွေကသက်သေပြနေပါတယ်ကြောက်တုံးကြီးတွေကိုတည်နိုင်ခဲ့တာကတော့တစ်ပိုင်းပေါ့ဒါပေမဲ့ဒီလောက်ကြီးမားတဲ့အစာအုပ်ကြီးကိုဆက်ချီတပင်တောင်အလွဲမခံပဲဘလို့တိတိကျကျတီးဆောက်ခဲ့တာလဲဒါဟာအခုခေတ်အင်ဂျင်နီယာတွေတောင်ခေါင်းကုပ်ရတဲ့ဗဟေရီတစ်ခုပါအမှန်ဆုံးအံ့ဩစရာကောင်းတဲ့အချက်ကဂရိပရမစ်ရဲ့မျက်နှာသာလေးခုဟာအရှိနောက်တောင်မြောက်ဆိုတဲ့အရမျက်နှာတွေနဲ့လုံးဝကိုထပ်တူကြနေပါတယ်သူ့ရဲ့အမှားယွင်းဟာတိတူရီရဲ့သုံးပုံတစ်ပုံတောင်မရှိသေးပါဘူးခင်ဗျလေဆာတိုင်းသားရေးကိရိယာတွေ GPS တွေမရှိဘဲနဲ့သူတို့ဘယ်လိုလုပ်ခဲ့တာလဲပညာရှင်တွေခမနာကတော့သူတို့ဟာခြေတရာတွေရဲ့ဒီနေရာကိုကြည့်ပြီးအရန်ကိုတိကျတဲ့ geometry နည်းပညာတွေနဲ့တိုင်းတာခဲ့ကြတာပါနောက်ထပ်မယုံနိုင်စရာကောင်းလောက်တဲ့အထိတိကျနေရကတော့မျက်နှာပြင်ကြီးမြတ်မှုပါပဲ73ဧကလောက်ကျတဲ့ပီရမစ်ကြီးရဲ့အောက်ခြေဟာတစ်ဖက်နဲ့တစ်ဖက်အမြင့်ကွာခြားမှုဟာတက်လက်မှတောင်းမပြေပါဘူးအခုခေတ်စိုက်တွေမှာတောင်းဒီလောက်တိကျဖို့ဆိုတာမလွယ်ပါဘူးသူတို့ဟာရေချိန်တွေမရှိသေးဘူး level set တွေမပေါ်သေးဘူးအဲ့ဒီအချိန်မှာရေကိုမြောင်းနဲ့ထည့်ပြီးတိုင်းတာတဲ့နီလန်ကိုသုံးခဲ့ကြတာပါဒါလည်းမကသေးပါဘူးပီရမစ်ရဲ့အပြင်ဘက်ကိုဖုံးအုပ်ထားတဲ့ထုံးကြောင်တုံးလို့ဆိုရင်တတုံးနဲ့တတုံးကြားမှာသပင်တပင်တောင်ထိုးလို့မရအောင်စိတ်ဆက်လွန်လှပါတယ်ဒါဟာအင်ရှင်တွေအတွက်ရောအင်ဂျင်နီယာတွေအတွက်ပါသင်ခန်းစာတစ်ခုပေးနေပါတယ်စနစ်ကျတဲ့တိုင်းတာမှုမရှိရင်ဘလောက်ပဲကောင်းတဲ့ပစ္စည်းတွေတုံအစာအုပ်ကပြည့်စုံမှာမှန်ကန်မှာမဟုတ်ပါဘူးပီရမစ်ရဲ့တိကျမှုဟာအခုခေတ်အင်ဂျင်နီယာတွေအတွက်စံပြတစ်ခုဖြစ်လို့နေပါတယ်ပီရမစ်ကြီးတွေကြောင့်ပြောရင်လူအများစုပြေးမိတာကကျွန်းမောင်းထောင်တောင်းချီကိုနေဘူးထဲမှာကြာဘူးနဲ့ရိုက်ပြီး
အတင်းအဓမ္မခိုင်းစေခဲ့တာမျိုးပါဒါပေမဲ့တကယ်အမှန်တရားကတော့ခင်ဗျားတို့ကျွန်တော်တို့ထင်ထားတာထက်အများကြီးပိုပြီးတော့ professional ကြပါတယ်ရှေးဟောင်းသူတည်တဲ့ပညာရှင်တွေရှာဖွေတွေ့ရှိချက်အရာပြိမကြီးကိုတိဆောက်ခဲ့သူတွေဟာကျုံနေမဟုတ်ပဲလာစာပေးပြီးခန့်ထားတဲ့ကျွမ်းကျင်လုပ်သားတွေသာဖြစ်ပါတယ်ပြိမဘေးနားမှာနဲ့လူပေါင်း2000ကျော်နေထိုင်နိုင်တဲ့အစစ်မြစ်လုံသမားတန်ရတွေဆေးရုံတွေနဲ့အသားငါးပေါင်မုံတွေအလုံးလောက်ထုတ်ပေးတဲ့မိဖို့ကြောင့်ကြီးတွေကိုတွေ့ရှိခဲ့ရပါတယ်ဒါဟာအခုခေတ် project management အမြင်နဲ့ကြည့်ရင်အော်ရကောင်းတဲ့ workforce management ပါပဲလူပေါင်း2000ကိုတပြိုင်နက်လှုပ်လှုပ်ခိုင်းမှုဆိုတာအခုခေတ်ကုမ္ပဏီကြီးတွေတောင်ခေါင်းကရမယ်ကိစ္စပါသူတို့ဟာလုံသမားတွေကိုအုပ်စုလေးတွေခွဲထားပြီးဖာရုံမင်းရဲ့တငယ်ချင်းများဆိုတဲ့အဖွဲ့နာမည်လေးတွေတောင်ပေးထားခဲ့ကြပါတယ်အဖွဲ့ချင်းချင်းပြိုင်ဆိုင်ပြီးအလုပ်လုပ်စေတဲ့စနစ်မျိုးပေါ့ဒါတွေမကသေးပါဘူးစိုက်ပျိုးရေးလုပ်လို့မရတဲ့နိုင်မြစ်ရေလွှမ်းမိုးတဲ့ရာသီတွေမှာလယ်သမားတွေကိုဒီဆက်လုပ်ရတဲ့ခေါ်သွင်းပြီးအလုပ်အကိုင်ဖန်တီးပေးခဲ့တာပါဒီပြည်မကြီးဟာအင်ဂျင်နီယာအောင်မြင်မှုတွေမဟုတ်ဘဲရှေးခေတ်လူမျိုးတွေရဲ့ American Project Planning and Human Resource ကြောင့်အောင်မြင်ခဲ့တာလို့ဆိုရမှာပါစနစ်ကျတဲ့အစီအမံခန့်ခွဲမှုရှိရင်လူသားတွေဟာမဖြစ်နိုင်တာကိုဖြစ်အောင်လုပ်နိုင်တယ်ဆိုတာဒီပြည်မကြီးကသက်သေပြနေပါတယ်ဒီလောက်ကြီးမားတဲ့အစာအုပ်ကြီးကနှစ်ပေါင်း4500ကျော်ရပ်ပေါင်း1 သန်းခွဲကျော်တိုင်အောင်မိုးတံလေတံနဲ့ငလင်းတံတွေကိုဘလို့များကြမ်းကြမ်းခံနိုင်ခဲ့တာလဲဒီနေ့ခေတ်ကုန်တဲ့အစာအုပ်တွေတောင်တက်တက်နှစ်တရာပြည့်ဖို့အနိုင်နိုင်ဖြစ်နေချိန်မှာပီရမစ်တွေရဲ့ခိုင်ခံ့မှုလျှက်ချက်ကအချက်3ချက်ပေါ်မှာမူတည်နေပါတယ်ပထမဆုံးချက်ကတော့အောက်ခြေဖောင်ဒေးရှင်းပါEgypt အင်ဂျင်နီယာတွေဟာပီရမစ်ကြီးကိုပျော်ပြောင်းတဲ့မြေသားပေါ်မှာမဆောက်ဘဲတောင်ကုန်းရဲ့မာကျောတဲ့ကြောက်သားပြင်ပေါ်မှာဓာတ်ရိုက်တင်ပြီးဆောက်ခဲ့တာပါဒါကြောင့်ဘလောက်ပဲလေးလံပါစေမြေကျွန်းနာလုံးဝမရှိပဲ2000ချီခိုင်မြက်နေတာပါဒုတိယအချက်ကတော့ပုံစံမှာပီရမစ်ရဲ့ပုံစံဟာကမ္ဘာဆွဲအားကိုအကောင်းဆုံးတွန်းလှန်နိုင်တဲ့ပုံစံမှာသူ့ရဲ့ဝန်အားလုံးဟာအောက်ခြေကိုပဲပြန်ကျက်ကြပြီးတော့ဘေးတိုက်တွန်းအားတွေဖြစ်တဲ့ငလင်တန်နဲ့လေတန်ကိုခန္ဓာကြီးအရှိဆုံးပုံစံဖြစ်နေပါတယ်နောက်ဆုံးတစ်ချက်ကတော့အင်္ဂလိပ်ပါပဲပီရမစ်ကြောက်တုံးတွေကိုဆက်ထားတဲ့အင်္ဂလိပ်ဟာအခုခေတ်သိပ္ပံပညာရှင်တွေတောင်အံ့ဩရလောက်အောင်မှာကြောပါတယ်သူတို့ရဲ့ formula ကိုအခုထက်ထိအတိအကျပြန်မဖော်နိုင်သေးပေမဲ့အဲ့ဒီအင်္ဂလိပ်ဟာကြောက်တုံးတွေထက်တောင်ပုံမှုခန့်ခန့်ပြီးကြောက်တုံးတွေကိုတသားလေးဖြစ်အောင်စူးစီးပေးထားတာပါဒါဟာခုခေတ်အိမ်ဆောင်မဲ့သူတွေအတွက်ရောအင်ဂျင်နီယာတွေအတွက်ပါသင်ခန်းစာကြီးတစ်ခုပေးနေပါတယ်အပေါ်ရန်လှပထက်ခိုင်မာတဲ့အခြေခံအုံမြင့်နဲ့မှန်ကန်တဲ့ဒီဆောက်ပုံစနစ်ကသာသင်အိမ်ကိုတားတင်ပြီးတည်ရစေမှာပါကျွန်တော်တို့ပီရမစ်ကြီးတွေရဲ့အမကန်လျှို့ချက်ကိုလေ့လာကြည့်တဲ့အခါဒါဟာဂျိုသားတွေရဲ့လက်ချက်လားရှစ်ခီလူသားတွေရဲ့ဆွမ်းအားလားဆိုတာထက်ပိုရေးကြီးတဲ့အချက်တစ်ချက်ကိုတွေ့ရပါလိမ့်မယ်အဲ့ဒါကတော့အည်သွေးပေါ်မှာအရှုံးပေးတဲ့စိတ်ဓာတ်ပါပဲလွန်ခဲ့တဲ့နှစ်ပေါင်း4500ကအင်ဂျင်နီယာတွေဟာသူတို့စောက်တဲ့အစာအုပ်ကိုနှစ်ပေါင်းထောင်ချီခိုင်ခန့်စေခြင်းနဲ့ရည်ရွယ်ချက်နဲ့စမတ်ကြကြတိစောက်ခဲ့ကြတာပါအခုခေတ်ကျွန်တော်တို့အိမ်ဆောက်ကြတဲ့အခါဒါမှမဟုတ် project လုပ်တဲ့အခါဒီလိုစိတ်ဓာတ်မျိုးရှိနေဖို့လိုအပ်ပါတယ်ပီရမစ်တွေကကျွန်တော်တို့ကိုသင်ပေးခဲ့တဲ့သင်ခန်းစာ3ခုကတော့မှန်ကန်တဲ့ planning မရှိရင်ဘယ်လုံးမဆိုမအောင်မြင်နိုင်ပါဘူးအခြေခံ foundation ရှိမှသာရရှိတည်တတ်ပါမယ်ခင်မီစကရိယာတွေထက်စနစ်ကျတဲ့စီမံခန့်ခွဲမှုကပိုရည်ကြီးတယ်ဆိုတာပါပဲကျွန်တော်တို့ရဲ့အိမ်တွေအစာအုပ်တွေလည်းပီရမစ်တွေလိုမျိုးတားတင်ပြေးတဲ့ခိုင်ခန့်စေခြင်းနဲ့ဆိုရင်အမြင်မှန်လှပတဲ့စံချိန်စံညွှန်းမှန်ကန်တဲ့ဒီဆောက်ပုံတွေကိုအသားပေးကြဖို့တိုက်တွန်းချင်ပါတယ်ကဲများတို့ရောဘယ်လိုထင်လဲဒီပီရမစ်ကြီးတွေကိုတကယ်ပဲလူသားတွေကစောက်ခဲ့တာလားဒါမှမဟုတ်ရင်ကျွန်တော်တို့မသိသေးတဲ့တခြားအင်အားစုတွေမြန်ပါဝင်နေမလားကွန်မန့်မှာဆွေးနွေးသွားကြပါဦးနောက်ပတ်တွေမှာလည်းအခုလိုစိတ်ဝင်စားစရာဆောက်လုပ်ရေးဘူးတွေနဲ့အိမ်ဆောက်သူတွေအတွက်အရေးကြီးတဲ့အချက်လက်တွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်